ဖះကိုစီမီလေးလှူတယ်ဖះကိုတေချာရှိခိုးတယ်ပူဇော်တယ်ကမ္မထံလေးနေ့စဉ်နိုင်ဝဲလောက်ထိုင်တယ်အသေးဖွဲလေးလို့ထင်အောင်ထင်မယ်နေ့စဉ်စွန်တုံလောင်းတယ်အသေးဖွဲလို့ထင်အောင်ထင်မယ်သို့တော့အဲ့ဒီလှုပ်တဲ့ကုသိုလ်ကောင်းမှုတွေဟာကိုယ်စီမရောက်ဖဲနဲ့ပျောက်ပြတ်သွားမယ်လို့အထင်မသေးနဲ့တဲ့ဥဒ္ဒဗေနုနိပါဒေနဥဒ္ဒကောမောပိပုရတိမိုးရေပေါက်လေးဟာတစ်ဆက်ကြပြီမယ်လို့အိုးကြီးဟာပြည့်သွားနိုင်တယ်အဲ့ဒါလို့ပဲတိရောပုရတိပုံညတထောကံပိအာစေနကုသိုလ်ကောင်းမှုဆိုတာတနေ့နည်းလေးလှုပ်အောင်နောက်ကြလို့ရှိရင်ကုသိုလ်ကောင်းမှုတွေပြည့်သွားတယ်လို့သူဆိုလိုတယ်တော့ဒီဆုံးမစကားလေးတွေကလူတွေမှာခွန်အားကိုဖြစ်စေတတ်တယ်